ကတော့ကျွန်တော်ရဲ့မိန်းမနဲ့သူ့ရဲ့ရည်သားဟောင်းတို့ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုထဲမှာတွေ့နေတဲ့ဒီကောင်မလေးကတော့ဗီဒီယိုရိုက်နေတဲ့ကောင်လေးရဲ့မိန်းမပါဟိုဘက်ကကြာကူလီကောင်ကတော့ဗီဒီယိုရိုက်နေတဲ့ကောင်လေးရဲ့တငယ်ချင်းယဉ်ကြီးပဲဖြစ်ပါတယ်သူတို့ဘယ်လိုမျိုးဇက်လန်းနဲ့ခင်ကြီးရှုပ်နေလဲဆိုတော့ဒီဗီဒီယိုလေးထဲမှာကျွန်တော်တို့ကြည့်လိုက်ခင်ဗျာဒီမှာကျွန်တော်ရေရှင်းလုပ်ပေးပါမယ်ဒါကတော့ကျွန်တော်ရဲ့မိန်းမနဲ့သူ့ရဲ့ရည်သားဟောင်းတို့ဖြစ်ပါတယ်ပြန်လာလေးပြပါဒါလည်းတော့နေကြည့်ပြီးပါဒါကြတော့ကျွန်တော်ရဲ့တငယ်ချင်းသူ့ရဲ့ရည်သားဟောင်းမောင်ဖို့ပြုံးပါဒီမှာတောက်စားပြီးတော့ဒီမှာတောက်စားပြီးတော့ဘာညာပေါ့ဒီမောနဲ့ဟိုတရားပြန်လာတဲ့မှာဟုတ်တယ်ရဲဒီမှာနွေးတဲ့လေးနဲ့ဒီဘက်ဆိုရင်လည်းတုံးလို့ပါဒါပေမဲ့ငယ်ချင်းတွေကဘာမှမလုပ်တော့အမလေးပြန်မယ်လားပြန်ပေါလေးတော့ပေါသွားတယ်ပြန်မယ်ဆိုပြီးတော့ငါပြောဒီလိုကောင်းခဲ့မလားမပြောမယ်ဆက်ပြီးတော့ပြောဘာပြောချင်လဲဟိုတရားပြန်လာမလားဟိုတရားပြန်လာကြမလားဘယ်လိုထင်လို့မင်းတို့ဟာရာပြေအခုမှပြန်လာမှမဟုတ်တာတနေရာကနေတခြားတော့ပြီးမှပြန်လာတဲ့အနေထားတွေဆိုလည်းမင်းတင်ချင်းရှော့တာမလုပ်နဲ့အဲ့လိုဘယ်ပြန်လာပြောကြည့်လိုက်လေတာချင်းဘယ်ပြန်လာမင်းထင်တယ်လည်းမဟုတ်ငါထင်တယ်လို့ငါသွားတာ तू ကသူ့တင်တန်းသွားဆုံးစမ်းတာငါဝဲကြီးကငါအကူစီစီတော့ပို့တာတတိတည်းဖြစ်သွားပါဗောနေရောက်ကဒီတော့မဟုတ်ဘူးငါဘက်ကမနေ့ကလိုင်းကားနဲ့သွားတာကြုံလို့ပြန်ကသူ့ဆိုင်ကနေလိုက်လာတာပြန်ကဒီကိုဝင်လာတာမင်းထင်တယ်လို့ပဲဟိုတရားနေပြန်လာဗောဟိုတရားတော့မသွားသေးဘူးအော်ငါစိတ်နဲ့ရုပ်ပဲနေပါကွာမင်းလုံးနေတာသူများမိန်းမကွာမင်းလုံးနေတာသူများမိန်းမတကယ်ချင်းမင်းလုံးနေတာငါမိန်းမသွားမေးကြည့်လိုက်ဘာသွားမေးပြအောင်ပြောဘာသွားမေးပြအောင်ဘာသာကျုပ်ရှိအောင်ပြခိုင်းလိုက်သူလက်ထဲမှာဘာသာကျုပ်ရှိအောင်ငါတို့ကြွားပြီးတော့ဆိုတယ်ငါဘာလို့တော့သွားမေးကြည့်လိုက်ဘယ်မှာအောင်ပြဘယ်ဆာရွက်နဲ့အောင်ပြငါ့ကိုဆာရွက်ထုတ်ပြလိုက်ငါ့ကိုဆာရွက်ထုတ်ပြလိုက်ငါလည်းပြက်ပြီးသားတော့ရှိတူနေနင်းနဲ့ငါလည်းပြက်ပြီးသားငါ့ကိုမှမင်းလာမင်းနဲ့လာသွားမယ်လားငါလက်လေးဆွဲလိုက်ပါလက်လေးဆွဲလိုက်ပါလက်လေးဆွဲလိုက်ပါလက်လေးဆွဲပြီးသွားလိုက်ကြပါလက်လေးဆွဲပြီးသွားလိုက်ကြပါထုတ်ပိုးလေးနဲ့ဟုတ်ကဲ့ပါလုံကြပါနော်အိမ်တော်တဲ့တယောက်နဲ့လူမျိုးလေးတယောက်နဲ့တူလျှောက်သွားနေတာကလေးပြလုံးနေဆိုတော့ရုံပါကွာဘယ်သူမှရုံမှာမပေးလိုက်ပါမယ်မင်းတို့အကန့်နဲ့ငါတို့ကန့်ဆိုတာမင်းသိတဲ့အတိုင်းပဲမင်းတို့အကန့်ကလည်းမင်းကတငယ်ချင်းဟာကြီးကွာမင်းကရလေချင်းဟာယုံဘာကငါလက်ပြလုံးနဲ့အကောင်းပြောတာမင်းကြည့်လိုက်ငါ့ကိုသွားတာမရှိတူနဲ့ဒီမှာဖြစ်လားဘယ်ကိုသွားမလာတာလဲအင်းနဲ့ထွက်လာတဲ့ပုံနဲ့လေတယောက်မှမတူကြဘူးမင်းကပြောပြီးတော့ရင်ဆိုပြီးမင်းကဘာလာရှင်းကြအောင်ကနဲ့ဘာကိုရှင်းကြအောင်ဘယ်ကိစ္စကိုရှင်းကြအောင်မင်းစကားအေးဆေးပြောနေရတယ်ငါမင်းမလိုချင်တယ်ဆိုပြီးရှင်းကြတာလားဖြတ်ပြီးဆိုပြီးရှင်းကြတာလားပြောကြည့်လိုက်ဖြစ်ပါဘူးငါမင်းမအောင်ငါတလို့လက်ဘူးလက်ချက်တွေ့တော့ပျော်နေရမှာလားပျော်ပြရမှာလားမိုက်ပါလေဆိုပြီးတော့နော်တင်လိုက်ငါလူကပြင်းမနာကိုသွားပြီးပြန်လာပဲရှင်ငါစစ်နေသွားတာကြီးပြင်းမနာသွားလေဒီပြည့်လူနဲ့သွားရမရှိဘူးရီသားဟောင်းနဲ့သွားတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါလမ်းမှာခါလေးဖက်ပြီးတော့တအားပြောစရာကောင်းတာပေါ့တော့ကြပါတော့အခုလဲဆိုင်ကလေးနဲ့ဖက်ပြီးပြန်ညမောရင်ဗီဒီယိုရှေ့သွားလိမ့်မယ်ရှေ့သွားကြည့်ရပြင်းကြဖြစ်နေလိမ့်မယ်ငါဘာမှမဖြစ်ဘူးမဖြစ်ပါနဲ့မင်းကလေးနဲ့တော့ဘာအချက်မှမရှိတော့ငါတိပြီးသားလေအခုငါတိသွားပြီတစ်ဖက်သားကိုသွားပြီးပြဿနာကောင်းမယ်ဘာပြဿနာမှကိုငါမရှာသေးဘူးငါဘာပြဿနာမှမရှာသေးဘူးရှာနေတာနင်တို့ရေရှာနေတာကိုယ့်အကူပြဿနာရှာနေတော့သူထောင်နှခမ်းနေနေဆိုတော့အတွေးခေါ်နေတော့တရားမှမသိကြဘူးဒီလားကောင်းကြိတ်မှာနေပြီးတော့ကောင်းစင်ငါကြိတ်မှာကွာမင်းနဲ့အခုတွားပြီးသားမလားနေပြီးတော့ရရင်နောက်တစ်ကောင်ရှိသေးတယ်ဒီကောင်မမင်းကွဲပြီးတော့လားမင်းမေးကြည့်လားကွဲပြီလေနေစာချုပ်ပြအောင်စာချုပ်ပြငါနင်းကိုစာချုပ်ဝေးလိုက်နင်လာလုံးညာနော်နင်လာလုံးညာနော်ငါနင်းကိုစာချုပ်ပေးလိုက်ပြီးသားနော်ကြည့်တူလင်းတရားရုံးမှာတွားပြီးနင်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ရွာထဲမှာနင်အမျိုးလက်မှတ်ထိုးခံပြောကွာလို့နင်ပြောရလားနင်ရောထိုးပြီးသားနှစ်ယောက်လုံးထိုးပြီးသားအဲ့စာချုပ်နင်သွားလေဒီငါမှလည်းမရှိတော့ဘူးလေဘယ်ရောက်တော့ပြောငါမကွာချင်တော့မကွာချင်တော့ငါအဲ့နေမှာဖိနင်တော့ပြီးသားငါတို့ပြီးမှပါဘူးပြေးမနာသွားပြီးပြန်လာလားဟုတ်ကဲ့ပြေးမနာသွားတဲ့ပုံစံလေးရဒီလိုလေးပါရှစ်လိုက်ခဲ့လားလိုက်ခဲ့မယ်လေလိုက်ခဲ့မှာလူရဲမလားဘူး
တရားရုံးမှာကွာတော့မလို့တရားရုံးငါ့ကိုခေါ်တရားရုံးမှာလိုက်ကွာမယ်ကွာမှာဆိုရင် လူချင်းကိုလိုက်ခလားလူ ဟာလိုက်လို့ရမှာ တရားရုံးကိုသွားမှာ တော့နေရနေကြိုက်တဲ့နေရာတော့အာ ပြန်မယ်လား တော့ ပြန်မယ်အဲ့ဒါငါမပါဘူး မဲရှေ့ကနေကာကွယ်ပေးနေပါတယ်သူရဲ့ရည်သားလေးကို ဒါကကွယ် ကျ ပေး န် နေ ချစ်ပြကောင်းတော့ကျွန်တော်ရဲ့ဇနီးလောင်းလေးပါဇနီးလောင်းမဟုတ်ပါကျွန်တော်ရဲ့ဇနီးဟောင်းလေးပါဒါကတော့အလိုက်အရောက်ပြင်ပေးထားပါတယ်စစ်သူအတွက်အားလုံးပေးဆက်သွားပါတယ်ကိုကိုရှစ်ပါတယ်ကိုကိုရှစ်ဆုံးပါဆိုတဲ့သူကလည်းတစ်ချိန်မှဒီလိုမျိုးနောက်တစ်ယောက်စီကိုအေးဆေးလေးပြန်มาသွားရဆိုတော့အလုံးမပေးထားကြပါပြဿနာလူတွေကဘာပြဿနာဖြစ်လို့ကွဲလဲဆိုတော့လူတွေအားလုံးသိကျင်တာပြဿနာရဲ့ရင်းမြစ်ကဒါဆိုတော့သိအောင်လည်းငါပြောချင်တာပြဿနာငါစူတောင်းပြောအိမ်တော်ရဲ့ဖောက်ပြန်နေရလည်းမဟုတ်ဘူးနင်းပေါ်နေတိုင်းပြစ်မှာပြီးမရိုင်းနေရလည်းမဟုတ်ဘူးတောက်စားနေရလည်းမဟုတ်အဲ့ဂျာတွေကမှနေရစွတ်တွေကွာကျင်တာကိုဘာကြောင့်လဲဆိုတော့အကြောင်းပြချက်ငါလည်းရှာနေရမတွေ့ခဲ့လို့အခုတော့အကြောင်းပြချက်ဘာလဲဆိုတော့အကုန်လုံးသိအောင် အေးသိယူမလား သိသွားပြီ သိဆိုနေငါပါပြီအေး ကွာပေးလိုက်မယ်လို့သွားခေါ်လိုက်နော်တရားရုံးကနေဆင့်ခေါ်လိုက် တရားရုံးရဲ့စဖော်မှာမလူချင်းကိုနင်လာခဲ့လိုက်ကြွားပေးလိုက်တခါလေ ကွာပေးမှာပေါ့နေရာဒီမှာနောက်ထပ် အေး နောက်ထပ်ကရသွားပြီ အေးကြွားပေးလိုက် อืม ပြီးလားရိုင်းလို့ပြီးလား ရိုက်ထားမှာနှုံးမပြန်မရှင်နှုတ်ဆိုင်ကလေးပေါ့အတူတူနင်းသွားတော့လေလိုက်ရအောင်ပါမပြန်မရှင်ငါရိုက်ထားမှာကျေးဇူးတင်ပါတယ်လို့တပတ်အလုံးသားကျင်းထည့်ပေးခဲ့လို့ညီလေးတို့လည်းနောက်ကိုကြီးကိုလက်စင်ယူပေါ့ကွာမိမတရားရေးစိတ်ကဘယ်လိုရှိလဲဆိုတော့3နှစ်ကျော်ကြာတူတွဲလာပြီးတော့အိမ်အောင်တက်တစ်နှစ်ခွဲရှိသွားတယ်ကျွန်တော်ရဲ့မိမပဲဖြစ်ပါတယ်ဒါလေးနဲ့နေပြီးတော့အတူတူသွားကြပါတယ်နေပြီးတော့ဘယ်ဟိုတယ်လဲဆိုတော့သူတို့လည်းထည့်မပြောတော့ပါဘူးဒါတော့ကျွန်တော်ရဲ့တငယ်ချင်းပါကြီးတာအောင်လေးပါ 你嘛别把嘞，是新那个。 ရှင်းလိုက်ပါမင်းပါရှင်းညတော့မင်းရှင်းရကြီးသားဆိုရင်မင်းကြက်တယ်လို့ရှင်းသွားလို့ရကွာအိမ်အောင်တယ်ကြီးကွာတော့ 我爸妈那种咯。 ဘာမှနေလဲဆိုရင်တော့ကိုယ့်ကိုယ်ပဲတည်မှာပေါ့ငါဘယ်လိုတည်မှာမလို့ဘာလုပ်ခဲ့တယ်ဘယ်သွားခဲ့ဆိုတော့မလို့အတည်ဆုံးလေမင်းရလေဒါတော့တငယ်ချင်းပါဒါတော့သူ့ရဲ့ကြီးသားလေးကျွန်တော်ရဲ့ဇနီးလေးပေါ့ တွေ့တဲ့တိုင်းပဲနော်အာသူရဲကောင်းကြီးကစိုးတဲ့ကာကွယ်ပေးနေတာလို့ရှေ့ကနေပြီးတော့မမအဲ့တော့ဗီဒီယိုမှာလည်းတွေ့လားပေါင်လေးပုတ်ပြီးလာတဲ့ပြန်ကြမယ်တဲ့ဘယ်သူကယုံမှာလဲလို့အောင်တော့ရှိရပဲလူကဘယ်သူကယုံမှာတော့အဲ့တငယ်ချင်းတို့ပြောတဲ့ကောင်ကြီးအဆိုးဆုံးပဲသိတယ်မလားဒီမဆောက်တဲ့ကောင်ကြီးတပေါ်ကြီးဒီလိုမျိုးချက်ဦးကြီးကောင်းနေလေအဲဒီဘက်မှာနည်းနည်းစစ်မပြေတာနဲ့သူရဲကောင်းလို့ဘာလို့ဝင်လောက်ကြမှာဝင်လောက်ပါကွာအမရပြောရရင်တော့အားကြောင့်တငယ်ချင်းတို့ပြောတဲ့ကောင်တကောင်းမှမယုံနဲ့ချောင်းနေကြတဲ့ကောင်ကြီးပဲဟိုအဲ့ဒီမှာနောက်ဆုံးအချက်ပြောပြလိုက်မယ်နောက်ဆုံး site ပေါ်မှာသူတို့ပြောတော့တရားသက်လမ်းစီတွားတာတဲ့အမှ site အိုးထောနှလုံးကြီးတရားသက်လမ်းစီတွားလို့ရှိအိုးထောနှလုံးကြီးပြပါအကြောင်းမှမရှိရှိလေတတမဲ့ဟိုကလေးကကြီးကြတော့တဲ့မဟုတ်ဘူးဆိုပြီးတော့ပြောင်းရင်းတာကွာပြောလက်ဦးလက်ချက်မမီတော့ဆိုတော့အတကြောင့်မို့ကိုရီစားပဲဖြစ်ဖြစ်အိမ်တော်လည်းဖြစ်အဲ့လိုတငယ်ချင်းဆိုတဲ့ကောင်တွေလောက်ရမယုံပြမလားအစင်မပြေတဲ့ခွင့်ကောင်းယူပြီးတော့ချောင်းနေတဲ့ကောင်နော်အဲ့လိုမျိုးနောက်ကျောဓာတ်နဲ့ထိုးတဲ့ကြိုက်ဦးလေးကောင်တွေအများကြီးပဲရှိတယ်ဒီမျိုးဖြစ်တယ်နော်ဒီမှာအဲ့ဒီဗီဒီယိုရိုက်တဲ့ကောင်လေးပြောချင်တာညီလေးတစ်ခုပြောပြလိုက်မယ်ဘလောက်ပဲချစ်ဆုံးလုံးလိုက်ပါလို့ပဲပြောချင်တယ်နော်ဘာလို့လဲဆိုရင်တက်ပြီးတော့ဖတ်တယ်မနေနဲ့နောက်ဆုံးကိုယ်ပဲခံစားမှာဟုတ်တယ်မလားဒီတရားသွားလို့ရှိရင်မင်းတို့နောက်တဲ့ကောင်းတဲ့လူတွေသူကလူရောက်လာလိုက်မယ်နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘယ်လိုမျိုးတွေဝေဖန်တောက်တက်ချင်လဲဆိုတော့ပြောခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ